ကဲလာတော့မျိုးသမီးလေးတွေအားလုံးပဲမင်္ဂလာပါရှင်ခန်းနေဆိုရင်ခဏခဏ touch up လုပ်ရတာမကြိုက်ဘူးမတို့ waterproof လည်းဖြစ်ရမယ် transfer proof လည်းဖြစ်ချင်သေးတယ်ချစ်သူလေးနဲ့အနမ်းပေးတဲ့အခါမှာ kiss proof လည်းဖြစ်ရမယ်ရာအားလုံး proof ရုံနဲ့မကဘဲနဲ့ lipstick color လေးရလည်းမြန်မာ main clay အသားရည်လေးနဲ့လိုက်ရမယ်သားညိုအသားလက်သူတွေပါမျက်စိမိတ်ပြီးရွေးလို့ရတယ် Blingo က lipstick လေးချောင်းကို Lara ဒီနေ့ swatches လုပ်ပြသွားမှာဖြစ်ပါတယ်ရှင်အားတို့ဒီ packaging လေးကအစားတော်တော်လေး luxury ဖြစ်တဲ့ gold color လေး Blingo ရဲ့ kiss proof collection လေးချောင်းမှာ number လေးတွေကတော့01ကနေ040ပါရှင်ဒါဆိုကျမတို့သူ့ရဲ့အထက် packaging လေးကိုလည်းစဖောက်ကြည့်လိုက်မယ်နော်ခုနောက်ပိုင်း beauty products တွေက packaging ကလည်းတော်တော်လေးအရေးပါလာပြီပေါ့နော်ပြင်ဆက်ကူဘိုးမှာလည်းသူက instruction လေးတွေမြန်မာလိုတခြားရေးပေးထားတယ်ထားတာဒါလေးကတော့အထက်ကဘူးပုံစံလေးပါလုံးဝရွှေရောင်လေး luxury ဖြစ် fancy ဖြစ်လေးပေါ့နော်ဥမာလည်းကျမတို့ logo လေးတွေ Blingo ဆိုတာလေးတခြားလေးကိုတက်ပေးထားတယ် local brand ဆိုပေမဲ့လည်းကျမတို့လူကြားထဲမှာထုတ်ဆိုလို့ရှင်တော်တော်လေးတင့်တယ်တဲ့ဘူးဒီဇိုင်းလေးပေါ့နော်ကဲအဲ့တော့ကျမနှခမ်းမှာဒီလေးအောင်လုံး swatches လုပ်ပြပါမယ်ပထမဦးဆုံးကျမတို့01လှည့်ဖွင့်လှည့်ထုတ်ဒီဇိုင်းလေးပါဒါကတော့သူ့ရဲ့ပါဝင်တဲ့အမောက်ပဲဖြစ်ပါတယ်ကျမတို့တခုသတိထားမှာဒီလိုနှခမ်းဒီပုံစံလေးတွေဆိုရင်တခြားလေးဝင်အောင်လို့အထဲထည့်ပြီးတော့မှအဖုံးလေးပိတ်ပြီးနော်ဝင် ထိတ်ကလေးတွေကျိုးတတ်တယ်ဒီ01အယောင်လေးကတော့မြန်မာ main ကလေးတိုင်းကြိုက်မဲ့အယောင်လေးလို့မြင်တယ်သူက red ကိုမှ orange ဘက်တန်းတယ်1 layer နဲ့ပပလေးဖြတ်ပြီးဆိုးမယ်ဆိုရင် daily အတွက်အဆင်ပြေတယ်ပေါ့နော်ကျမတို့ full lip သမားဆိုတော့ဒါလေးကို full lip လေး on လိုက်ပါမယ်သူ့ရဲ့ pigmentation ကတော့လုံးဝကြောက်စရာကြီးနှခမ်းတွေရောတော်တော်လေးမျက်နှာပြောင်းစေတယ်နော်ဒီဆိုရင်လုံးဝမျက်နှာလေးကိုလင်းထင်းသွားတာပဲအားလက်တဲ့သူအသားညိုတဲ့သူနဲ့လည်း light တယ် warm tone လေးပေါ့နော်ကျမတို့အရေးကြီးတဲ့ပွဲတွေသွားတဲ့ခါမှာလည်းနှခမ်းတွေပြတ်မာလားခဏခဏပြန်ဆိုးရတယ်အဲ့လိုစိတ်မလုံခြုံမှုတွေမရှိတော့ဘူးပေါ့နော်ဒါလေးကိုခဏလေးကြာတဲ့အခါမှာကျမစမ်းမယ်ပေါ့နော် transfer proof kiss proof ဖြစ်မဖြစ်ဟိုကသူပြောတဲ့အတိုင်း 100% result ကိုရတယ် long lasting matte finish လေးပေါ့ကျင်းနေသေးလို့ကျမရေခွက်ကိုထပ်နှမ်းပါတယ်ရှင်အိုးတကယ်မပါလာတာတော့ကျမမသေးချောင်လို့ထပ်ပြီးတော့တေးချာချာကိုကြည့်တာတကယ်အဆွဲရဲဆိုလို့လေကျမတို့ဖြတ်ရတာလည်းမခတ်ဘူး Isla water လေးခဏအောင်ပြီးဖြတ်လိုက်လွယ်လွယ်လေးဒါလေးကတော့02လေးပါသူကတော့brownish အဲ့လို orange ဖြစ်အရောင်လေးပေါ့နော်လုံးဝအသားဖြူညိုလက်အကုန်လိုက်တယ်မှာအရင်ဆုံးကျမ swatches လေးလုပ်ပြပါမယ်နောက်အရောင်ထက်ဖြော့တဲ့အရောင်လေးပေါ့နော်ဟို smart လေးနည်းနည်းလုပ်လိုက်မယ်ဆိုရင်လည်း daily ဆိုလို့ကောင်းတဲ့အရောင်လေးတွေအစုံပပလေးတစ်ထပ်ကျမဆိုးပြပါမယ်ရှင်ပွားလေးဆိုးလိုက်တော့လည်းတော်တော်လေးလာတယ်နော်ဟောပြီးတော့မေးနေဒီလအတွင်း promotion လေးလည်းရှိတယ် Blingo ရဲ့ kiss proof collection ၄ချောင်းလုံးကိုပုံမှန်ဈေး352,000ကနေ3,200,000ကျပ်ထဲနဲ့၄ချောင်းလုံးရမှာဖြစ်ပါတယ်ရှင် Oh my god ဒီအရောင်လေးကတော့လုံးဝ my favorite ထဲသွားမယ်သူကလေ full lip ဆိုလို့ရှင်လဲအရောင်လေးကငြိမ်နေပပလေးဆိုလို့ရှင်လဲလုံးဝ no makeup လို့အရောင်လေးကြိုက်လိုက်တာတော်တော်လှတယ်ဒီအရောင်လေးကပွဲလဲတိုးတဲ့အရောင်လေးတွေပေါ့နော်ဒီ Blingo ကkiss proof collection လေးอ่ะအဲ့တော့နောက်တစ်ယောင်03သူကတော့လေလုံးဝအနီချစ်သူတွေအတွက်တော်လေးကိုလေဆိုပြီးတော့အနီအဆက်သူကလည်းအဲ့လိုပပလေးဆိုလဲပန်းရောင်တန်လှလေးပေါ့နော်မှာတော့ full lip လေးပဲ online ပါမယ်ရှင်ပြီးတော့သူက lip liner လည်းမလိုဘူးလုံးဝတေးသေးချာလေးတော့ဆိုရတယ်ပေါ့နော်နီရောင်ဖြစ်တဲ့အတွက်နည်းနည်းလေးတော့ cute ဆက်ရမယ်တော်လှတဲ့အနီရောင်လေးနော်ဒီဗီဒီယိုလေးကြည့်နေတဲ့သူတွေမှာလေရင်မယ်မညီမလေးတွေပါလို့ရှင်တော့ဒီအရောင်လေးကိုလုံးဝရွေးချယ်တယ်နော်လုံးဝ eye catchy ဖြစ်တဲ့ red lipstick လေးတစ်ချောင်းပေါ့နော် okayတော့ကျမတို့နောက်ဆုံးတစ်ယောင်လေးတော့ပါမယ် number 04သူကတော့ပန်းစီနီယိုမှာ brownish လေးနည်းနည်းပါတဲ့အရောင်မျိုးလေးပေါ့နော်ဆက်ဖြည်းဖြည်းလည်းမဖြစ်ချင်ဘူး bold ဖြစ်လေးနဲ့ main ကလေးလည်းဆန်တယ် feminine powerful ဖြစ်တဲ့အရောင်လေးလို့မြင်တယ်အဲ့မီဆိုလို့ရင်တော့ကျမအကြိုက်အရောင်လေးအဲ့တော့အပြင်ပေါင်လေးကိုအရင်ဆုံးကုတ်ပြီးမှ full lip on ပါမယ်တော်လှတဲ့ပန်းစီအနီလေးနော်ဒီအနီလေးကလေအဲ့လိုချက်တည်ရှိငိမ့်အရောင်မျိုးလေး၄ရောင်လုံးကတော့လေတော်လှတယ်ခုဒီ Blingo က kiss proof collection လေးကလေ၈ရောင်ရတယ်လို့ပဲပေါ့နော်ဒီလီရောပွဲတက်ကောဒီ၄ချောင်းလုံးနဲ့လုံးဝအပီးအဲ့တော့ကျမ3,200,000နဲ့နှခမ်းကြီး၈ချောင်းရတယ်လို့ဖြစ်သွားတာပေါ့နော်တော်တော်လေးတန်တယ်မင်းတို့ရွေးချက်ဖို့စဉ်းစားတဲ့ထက်ပါတယ်ပေါ့နော်လက်က swatches လေးတွေကိုလက်နဲ့အသက်ကုန်းပုတ်ပြီးတော့ဖြတ်တာလည်းမပြတ်ပါဘူးရှင် tissue နဲ့အသက်ကုန်းပုတ်တာလည်းကျမမပြတ်ပါဘူးရှင်ကြိုက်တယ် like carrot ဒီနေ့ကျမ swatches လုပ်ပြသွားတာကတော့ Blingo က kiss proof collection ၄ချောင်းပဲဖြစ်ပါတယ်ရှင်အခန်းကြီးအမြဲဆိုးနေတဲ့ကျမအမျိုးသမီးလေးတွေ lip care လေးလုပ်ဖို့လည်းမမေ့ကြနဲ့နော်ဒါရနဲ့ဘယ်ရောင်နဲ့အလိုက်ဆုံးလဲဆိုတာလည်းပြောပြပါဦးနော်အားလုံးပဲချစ်တဲ့တတ်တာ goodbye